ကဲမင်းတို့ကိုတင်ချာညံစမ်းပု္ပ္ပာလေးတစ်ခုမေးကြည့်မယ်တခါတော့ကအဖွားကိုတယောက်ဟာတကိုးကြီးတယ်ဖះလေးစုကိုသွားပြီးတော့ဖះဘန်းနေလှူတယ်ပရမဖះမှာသူ့မှာပါလာတဲ့ပန်းတွေကချစ်ပွင့်ကိုလှူပြီးတော့ဆုတောင်းလိုက်တဲ့အခါမှာကျန်တဲ့ပန်းကတဆတိုးသွားတယ်ဒုတိယဖះရောက်တဲ့အခါကျတော့ဒုတိယဖះမှာလေချစ်ပွင့်လှူတယ်ချစ်ပွင့်လှူလိုက်တဲ့အခါတော့ကျန်တဲ့ပန်းကတဆတိုးသွားပြန်တယ်တတိယဖះရောက်တော့ချစ်ပွင့်လှူတယ်ကျန်တဲ့ပန်းကတဆတိုးသွားတယ်သုဒ္ဓဖះရောက်တဲ့အခါကျတော့ချစ်ပွင့်အကြိုက်လှူလိုက်တယ်သူ့လက်ထက်မှာပန်းတပွင့်မှမကြံတော့ဘူးအဲ့တော့အဖွားပထမဆုံးအိမ်ကယူလာတဲ့ပန်းကဘယ်နှစ်ပွင့်လဲကဲအဲ့လားလေးကိုတီးတဲ့လူထားပြေးပေးပါတီးတဲ့လူထားပြေးပေးပါနည်းနည်းလောက်စဉ်းစားပါဦးခဏလောက်စဉ်းစားမယ်ဖြေရထားပြေးရမှာမဟုတ်ဘူးအေးထားပြေးကြည့်ပါအဖွားအိမ်ကယူလာတာဘယ်နှစ်ပွင့်ဖြစ်မလို့အဖွားအေးယူလာပါ16ပွင့်ပထမဖះရောက်တော့ပန်း10ပွင့်လူတယ်10ပွင့်ကျန်တယ်ဆူတောင်းလိုက်တော့ပန်းနောက်တစ်ဆတိုးသွားတော့16ပွင့်ပြန်ဖြစ်တယ်ဒုတိယဖះမှာပန်း10ပွင့်လူတယ်10ပွင့်ကျန်တယ်မောင်းပါသူ့ဖះဟုတ်တယ်မှားလားဟုတ်တယ်သူပြောတဲ့အဖြေလေးကကပ်ပြီးတော့လွဲသွားပါတယ်အဲ့တော့နည်းနည်းလောက်စဉ်းစားပြီးတော့နောက်တစ်ယောက်လောက်ထပြီးတော့ဘယ်နှပွင့်လဲဆိုတာဖြေပေးပါဦးကဲသမီးတယောက်လားအသွင်းဖြေပါဟုတ်ပြီဘယ်နှပွင့်ဖြစ်မလို့ပန်း15ပွင့်ပန်း15ပွင့်အဖားပထမဖះကိုပန်း10ပွင့်လှူလိုက်တယ်10ပွင့်လှူလိုက်တော့9ပွင့်ကျန်တယ်9ပွင့်ကိုမှနောက်ထပ်တစ်ဆထပ်တိုးလိုက်တော့14ပွင့်ကိုဖះအဖားကဒုတိယဖះကိုပန်း10ပွင့်လှူလိုက်တော့ကျတော့6ပွင့်ကျန်တယ်6ပွင့်ကိုမှနောက်ထပ်တစ်ဆထပ်တိုးလိုက်တော့12ပွင့်12ပွင့်ကိုမှသူကနောက်ထပ်ဖះတဆူတတိယဖះကို10ပွင့်ထပ်လှူလိုက်တော့ကျတော့ပန်းက4ပွင့်ကျန်တယ်4ပွင့်ကျန်တော့ကျတော့နောက်တစ်ဆထပ်တိုးလိုက်တော့ကျတော့အမှ10ပွင့်ဆိုတော့ကျတော့စရုပ်တရားဖះမှာဆိုအကြိုက်ဖြစ်သွားတယ်အဲ့တော့အဖွားလက်ထဲမှာတပွင့်မှာမကြံတော့ဘူးအဲ့တော့သူယူလာတာဘယ်နှပွင့်လဲ15ပွင့်15ပွင့်မှန်ပါတယ်